ဂွာဒီယိုလာနှစ်ပွဲပယ်ခံရပေမဲ့အာဆင်နယ်နဲ့ဗိုလ်လူပွဲကိုဘာလို့ကြီးကြပ်ခွင့်ရမလဲအားလုံးပဲမင်္ဂလာပါမန်စီးတီးနီးပြဂွာဒီယိုလာဟာ FA ရဲ့စီမင်းအရာနှစ်ပွဲပယ်ပြစ်ဒဏ်ကြခံရတော့မှာပါဒါပေမဲ့မတ်လ22ရက်နေ့မှာကစားမယ်အာဆင်နယ်အသင်းနဲ့လီဖလာကာရာဘောက်ကတ်ဗိုလ်လူပွဲကြီးမှာတော့သူ့အသင်းကိုပုံမှန်အတိုင်းပြည်လဲကြီးကြပ်ခွင့်ရမှာဖြစ်ပါတယ်ပြစ်ဒဏ်ကြားထားလျက်နဲ့ဘာလို့ကင်းလွတ်ခွင့်ရတာလဲမင်္ဂလာပါမြန်မာချင်းနဲ့ဘောလုံးကစားခြင်းသူများအတွက်ဘော်ဒီဘက်လာပါပြီအရင်ဆုံးဒီပြဿနာဘေကစလဲဆိုတာကိုပြန်ကောက်ရရင်ဒီတပတ် FA ဖလားမှာကစားခဲ့တဲ့နယူကာဆယ်နဲ့မန်စီးတီးအသင်းတို့ရဲ့ပွဲစဉ်ကိုပြန်သွားရပါလိမ့်မယ်။အဲ့ဒီပွဲမှာမန်စီးတီးကစားသမားဒိုကူကိုနယူကာဆယ်နောက်ခံလူထရီပီယာကနောက်ကနေလိုက်ဆွဲခဲ့တဲ့ဖြစ်ရပ်တစ်ခုရှိခဲ့ပါတယ်။ဒါကိုကွင်းလယ်တိုင်းကဘာပြစ်ဒဏ်မှအရေးမယူခဲ့တဲ့ပုံမှာဂွာယူလာတယောက်ကွင်းပေးစီမှာဒေါသတွေအတော်လေးကိုပေါက်ခဲ့ပါတယ်။စိတ်တူနေတဲ့ဂွာယူလာဟာအရန်တန်လူကြီးလူးဝစ်စမစ်ကိုအပြင်းထန်ဇော်ရကတက်ခဲ့တာကြောင့်ကွင်းလယ်တိုင်းကသူ့ကိုအဝါကက်ပြပြီးသတိပေးခဲ့ရပါတယ်။ပြဿနာကအဲ့ဒီအဝါကက်ပါပဲ။ဒီဝါကတ်ဟာဂွာယူလာအတွက်ဒီယာဒီပြည်နှင်းပွဲစဉ်တွေမှာပြသခံထားရတဲ့6ကတ်မြောက်ဝါကတ်ဖြစ်သွားခဲ့ရပါတယ်။ဒီယာဒီကစပြီး FA ကနီးပြတွေအတွက်စီကံပိုင်းဆိုင်ရာအရေးယူမှုအသစ်တွေကိုစတင်မိတ်ဆက်ထားပါတယ်။အဲ့ဒီစီမင်းအရာတရားဒီတွင်းမှာအဝါကတ်3ကတ်ပြခံရရင်တပွဲပယ်ခံရမှာဖြစ်ပြီး6ကတ်ပြခံရရင်တော့2ပွဲပယ်ခံရမှာပါ။ဂွာယူလာက Exeter City တင်းကို10ဂိုးတကူနဲ့အနိုင်ရရှိခဲ့တဲ့ပွဲစဉ်တုန်းက3ကတ်မြောက်အဝါကတ်ကြောင့်တပွဲပယ်ပြစ်ဒဏ်ကိုကြားခံခဲ့ရပြီးပါပြီ။အခု6ကတ်မြောက်ပြေးသွားတဲ့အတွက်နောက်ထပ်လာမယ့်ပြည်တွင်းပွဲစဉ်2ပွဲကိုသူထပ်မံလွှဲချော်ရတော့မှာဖြစ်ပါတယ်။ဒါပေမဲ့ FA ရဲ့စီမင်းအရာဒီလိုပွဲပယ်ပြစ်ဒဏ်တွေဟာပြည်တွင်းဖလားဗိုလ်လူပွဲတွေမှာသက်ရောက်မှုမရှိပါဘူး။ဒါကြောင့်အာဆင်နယ်နဲ့လီဖလားဗိုလ်လူပွဲမှာသူကလွတ်လွတ်လပ်လပ်နဲ့ကြီးကြပ်ခွင့်ရသွားတာဖြစ်ပါတယ်။သူတကယ်လွှဲချော်မယ့်2ပွဲကတော့မတ်လ15ရက်နေ့မှာကစားမယ့်ဝက်ဆန်အသင်းနဲ့ပရီးမီးယားလိပွဲစဉ်ရဲ့ဧပြီလထဲမှာကစားမယ့် FA ဖလားကွာတာဖိုင်နယ်ပွဲစဉ်တွေပဲဖြစ်ပါတယ်။ကဲဗိုလ်လူပွဲမှာဂွာယူလာပြန်ပါလာလို့မန်စီးတီးအတွက်ပိုသားစီရသွားမလားအာဆင်နယ်ကရောဘယ်လိုတုံ့ပြန်မလဲဆိုတာကိုကောမန့်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါဦးအားလုံးကိုကျေးဇူးများတင်ပါတယ်